ငါမုံငါလေးအကုန်တောက်ပြတာလား မွေးငါတောက်တာမဟုတ် တောက်တာ မွေးငါစားတာ တောက်တာ မွေးငါစားတာမွေးငါစားတာလို့ပြော ဟမ်ကြိုက်လို့အရေးနဲ့မလို့တောက်တယ်လို့ပြောတာလားညင်းနေတယ်ပြောရင်ဆိုရင်စိတ်ကတိုးလာပြီမုံငါဖတ်ပါတယ်မွေးငါမှာဖတ်ပါတယ်စားတာမွေးငါဆိုတာတောက်ရတာလိုကောင်းနေလည်းမသိဘူးအဲ့ဆိုဖာလူတာလည်းမင်းတို့စားတယ်လို့ပြောပါလားမသိဘူးငါတော့တောက်မှာပဲကွာဘာဖြစ်ဟိုလူကလည်းဘာကြည့်ရတယ်မသိဘူးပလင်းလေးစားလို့ကြိုက်လာတာကိုကဘာမှတောက်တာမဟုတ်ဘူးအရေးဆိုလို့ရဘူးတစ်မျိုးပဲတောက်တာဤပါတာပြင်းတာဖုံးကမေးခဲ့သေးတယ်ပထမပိုင်းခဏနားပြီးတော့ဖုံးသွားယူပြီးမှဒုတိယပိုင်းဆက်ပိုင်ကောင်းမလားမသိအမလေးခိုးဘွားသူများတွေကတော့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေပေါ်တယ်ဆိုပြီးတော့အထင်ကြီးနေကြတာတကယ်တမ်းကျတော့ကိုနားမှာဝင်းရနေတဲ့ကိုတွေကအတူရောက်နေပါ Oh my god ဟိုမှာကြားသေးလေးအိတ်နေပါလားအိတ်နေတာတော့ချစ်စရာကောင်းလိုက်တာကြားသေးလေးရဲ့ဒီအချိန်ကိုအမိကအသုံးချပြီးအဖွားပြီးလိုက်ရင်ကောင်းမလားဟာကြည်စမ်းမအောင်တကယ်ကိုအပြစ်ကင်းစင်တဲ့ကြားသေးလေးပါလားဒီအချိန်မှာငါအဖွားတော့ပြီးလိုက်ရင်အခွင့်အရေးယူတယ်လို့များဖြစ်သွားမလားတက်လို့စားတဲ့ကြားမှမရှိတာမင်းညံ့တော့မင်းခံရမှာပဲမင်းဘာလုပ်မလဲမောင်ကြားမင်းဘာလုပ်မလဲဒီလူမသားလေးကလက်တွေကတိုးပြီးတော့ခြေထောက်ကြီးရရှိနေတယ်ငါထင်တော့သူငါတို့လိုလေးဘက်ထောက်ပြီးတော့လမ်းလျှောက်နိုင်မှာတော့မဟုတ်တော့ဘူးကြီးလာရင်တော့သူ့အဖေနဲ့အမေလိုပုံမကြပန်းမကြမတ်တက်ကြီးပဲလမ်းလျှောက်မှန်းတယ်သူဟဲ့လာတော့မယ်ငုံနာအမလေးကတ်တီလေးလာအောင်မယ်နောက်တစ်ခုငုံနာတော့ကြံနေတယ်နော်လာအောင်မနော်ရှင်းမလာပြီငုံနာများလိုက်တဲ့တရားတွေကောင်းညောင်းနေရပဲရှင်းပါပြောနေနောက်တစ်ခုငုံမယ်ကကောင်းလို့ဟဲ့မလိုက်ချလာကိုက်တယ်မင်းပါလေချလာကိုက်အမလေးတော့ဖြစ်နေတကားဖွင့်ပေးမယ်ရော့ကိုက်ရော့ကိုက်ချင်လားဟာတခင်ဘာလို့ဖွင့်လိုက်တာလဲအတန်နဲ့ရင်ဖြဲနေတာပြီးမှကိုက်မှာလေဟာကွာငါတခင်ကလိုက်ကန်းဆိုးလည်းမသိဘူးဒေါသထွက်အောင်ရင်လောက်ရသေးတယ်ပြီးမှကိုက်မှာပေါ့ဒီတိုင်းကိုက်တော့ဘလို့တို့ရတာရှိမှာဟာငါတခင်ဘော်လီလို့စိုက်36ကြီးငါတခင်စိုက်လို့မင်းတခင်စိုက်ဟုတ်ငါတခင်စိုက်တယ်36ပဲဟာတို့တဲ့ဘိုက်စားတယ်ကြောဝတ်သားလေးစားခြင်းနဲ့ပြင်းနေဒီနေ့တက်လို့ပဲစားလိုက်တော့ချင်းတေးကတော့လုံးနေပြီးအများနဲ့တက်လို့ပဲစားနေရတယ်